ပြင်သစ်နယ် UK ကြားပင်လယ်ကြီးအောက်ကျမ်းပြင်အောက်တဲထဲမှာဖောက်လုပ်ထားတဲ့ဥမြင့်လိုင်ကောင်းအကြောင်းတော့ကြားဘူးကြတယ်မလား။သူကကမ္ဘာပေါ်မှာအရှိဆုံးရေအောက်ဥမြင့်လိုင်ကောင်းကြီးတစ်ခုပါ။ဒါကိုတိဆောက်တုန်းကပင်လယ်ကြီးအောက်အနက်ကြီးထဲမှာအလုသမားပေါင်း13000ကျော်တပြိုင်နက်အလုဆင်းခဲ့ရတာမို့လို့အင်ဂျင်နီယာတွေကဒါကိုခေတ်သစ်ကမ္ဘာအံ့ဖွယ်တစ်ခုလို့တော့သတ်မှတ်ထားကြပါတယ်။ဒီလောက်ကြီးမားတဲ့ဥမြင့်ကြီးကိုတူးဖို့အတွက်အလျားပေ800နီးပါးရှိပြီးတန်ချိန်1500လောက်လေးတဲ့အေယာမဥမြင့်လိုင်ကောင်းကြီး22လုံးကိုထူးသီးသန့်ဒီဇိုင်းဆွဲပြီးတော့တိဆောက်ခဲ့ကြရပါတယ်။တစ်လုံးကပြင်သစ်ဘက်ကနေစတူးတယ်နောက်တစ်လုံးက UK ဘက်ကနေစတူးတယ်သူတို့နှစ်ခုပင်လယ်အောက်ခြေတဲ့တဲ့မှာစုံစည်းရဲ့အချိန်မှာတော့သမိုင်းဝင်မဲ့အင်ဂျင်နီယာပညာရပ်တစ်ခုစတင်ဖြစ်ပေါ်လာတာပါပဲလူသန်းပေါင်းများစွာကဒီဥမြင့်လိုင်ကောင်းကြီးကိုအသုံးပြုဖြတ်တန်းနေကြပြီးဒီလူတွေမသိသေးတဲ့အချက်တစ်ချက်လည်းရှိသေးတယ်ဗျအဲ့ဒါကတော့တူးခဲ့တဲ့ဒီအေယာမဆက်ကြီးနှလုံးတွေကတစ်လုံးဟာယနေ့အထိဒီဥမြင့်လိုင်ကောင်းကြီးအောက်ခြေမှာပဲနစ်မြုပ်ထားခဲ့တယ်ဆိုတာပါပဲဘလောက်ကြီးမားပြီးတန်ဖိုးရှိတဲ့ဆက်ကြီးကပါဖြစ်လို့အောက်ခြေမှာဒီတိုင်းပဲဖြစ်ထားခဲ့တယ်ဆိုတာသိရလူရှိရင် comment မှာဝင်ရေးသွားပေးခဲ့ပါဦး